အားလုံးပဲမင်္ဂလာပါရှင်ကျမထမှန်ပြီးတော့ညဝေပြီးချင်တာကကြတော့အားလုံးသိချင်နေကြတယ်ပေါ့နော်ဒီလျှက်စစ်မိတိုင်ကျိုးတွေဒီလျှက်စစ်ဓာတ်ကျိုးတွေအောက်မှာဆိုလို့ရှိရင်အချမ်းမျိုးကိုဘလောက်အကွာဝေးထိထားရမလဲဘလောက်အကွာအဝေးမှာဒီဆောက်လုပ်လို့ရနိုင်တယ်လဲပေါ့နော်အကယ်၍အဲ့လိုမျိုးတတ်မှတ်အကွာအဝေးထိကျော်လွန်ပြီးတော့ဆောက်လုပ်ထားတဲ့အချမ်းမျိုးတွေရှိတယ်ဆိုလို့ရှိရင်ကျမတို့ကဒီသက်ဆိုင်ရာလျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကိုတွားရောက်ပြီးတော့သတင်းပေးဖို့တိုင်ကြားလို့ရနိုင်ပါတယ်ရှင်။ကဲဒါကတော့တစ်ပိုင်းပေါ့နော်။အခုကျမတို့ဒီမြို့တော်နယ်နိမိတ်အတွင်းမှာပဲဖြစ်ဖြစ်နယ်နိမိတ်မကျတဲ့နေရာတွေမှာပဲဖြစ်ဖြစ်လျှက်စစ်ဒီတာဝါတိုင်အောက်တွေရှိတယ်ပေါ့နော်။တာဝါတိုင်အောက်တွေပိုင်းထားတော့အခုဒီတချို့ဒီမိဘပိုင်ရှင်တွေမြင်းမြန်းထားတဲ့ဒီဓာတ်ကျိုးအောက်ဆိုလို့ရှိရင်တော့ဘလောက်အကွာအဝေးဆိုလို့ရှိရင်လူတွေထိုင်လို့ရတယ်ပေါ့နော်မြင်းမြန်းထားတာရှိတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကနေပြီးတော့သူတို့ရဲ့ website မှာလည်းတရားဝင်အသိပေးစာဆောင်လေးတွေထုတ်ပြန်ထားတာရှိပါတယ်ဒီအသိပေးစာဆောင်မှာဆိုလို့ရှိရင်သူကဒီအဆောက်အဦဆောက်လုပ်တဲ့အခါမှာပေါ့နော်အဆောက်အဦဆောက်လုပ်တဲ့အခါမှာဒီဓာတ်အားကျိုးလိုင်းနဲ့အောက်နဲ့ပြီးလို့ရှိရင်ဘေးဘက်မှာအကွာဝေးဘလောက်အနည်းဆုံးထားရမယ်ဆိုပြီးတော့သတ်မှတ်ထားတာလေတတိပေးချက်အနေနဲ့ပေါ့နော်ထုတ်ပြန်ထားတာရှိပါတယ်အကွာဘယ်လိုမျိုးအနည်းဆုံးအကွာဝေးထားရှိရမလဲဆိုတော့400ဘိုးလိုင်းမှာဆိုလို့ရှိရင်ဘေးတိုက်မှာ4ပေအကွာအဝေးထားရှိပြီးတော့ထောင်လိုက်အနေထားဆိုလို့ရှိရင်တော့10ပေအကွာအဝေးရှိရပါမယ်ဒါအပြင်17 kV လိုင်းမှာဆိုလို့ရှိရင်ဘေးတိုက်အနေနဲ့10ပေထားရှိပြီးတော့ဒေါင်လိုက်အနေနဲ့10ပေထားရှိရပါမယ်33 kV လိုင်းဆိုလို့ရှိရင်တော့ဘေးတိုက်အနေနဲ့10ပေထားရှိပြီးတော့ဒေါင်လိုက်အနေနဲ့12ပေထားရှိရမှာဖြစ်ပါတယ်ရှင်66 kV လိုင်းဆိုလို့ရှိရင်တော့ဘေးတိုက်က15ပေဒီဒေါင်လိုက်က73ပေဆိုပြီးတော့ထားရှိရမှာဖြစ်ပါတယ်ဒါကတော့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကနေပြီးတော့တတိပေးစာဆောင်လေးတွေထုတ်ပြန်ထားတဲ့အထက်ကနေပြီးတော့ကျမကဒီအများသူငါပေါ့နော်ဒီလျှက်ဗဟုသုတအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်လျှက်စစ်ဥပဒေပုံမှန်51မှာဆိုလို့ရှိရင်ဒီဓာတ်အားလိုင်းသတ်မှတ်ထားတယ်ပေါ့နော်ဓာတ်အားလိုင်းနေမည်ရှိတယ်အဲ့ဒီသတ်မှတ်ထားတဲ့ဓာတ်အားလိုင်းပေါ့သတ်မှတ်ထားတဲ့ဓာတ်အားလိုင်းနေမည်အတွင်းမှာအင်အားဆောက်လုပ်တဲ့တစ်ပင်လေးစိုက်ဖြိုးနဲ့အခြားတနည်းနည်းနဲ့အခြားတနည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုအောင်ဆိုပြီးတော့လျှက်စစ်ဥပဒေပုံမှန်51မှာထုတ်ပြန်ထားတာရှိပါတယ်ရှင်အကယ်၍လျှက်စစ်ဥပဒေပုံမှန်61အရာပေါ့နော်61အရာလဲ51ပါတားမြစ်ချက်ကိုကျူးလွန်နေဆိုလို့ရှိရင်တော့လျှက်စစ်ဥပဒေပုံမှန်51ကိုကျူးလွန်နေဆိုလို့ရှိရင်တော့လျှက်စစ်ဥပဒေပုံမှန်61အရာအများဆုံး61အရာငွေဒဏ်တော်၎င်းထောင်ဒဏ်တော်၎င်းချမှတ်လို့ရနိုင်တယ်ငွေဒဏ်ကတော့အနည်းဆုံးအနေနဲ့3သိန်းရနေပြီးတော့အများဆုံး3သိန်းအထိချမှတ်နိုင်ပြီးတော့အဲ့ဒီပြစ်မှုကိုအကယ်၍ထပ်ပြီးတော့ကျူးလွန်နေခဲ့တယ်ဆိုလို့ရှိရင်တော့အဆိုပါသူကို3နှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမယ်အပြင်ငွေဒဏ်လည်းထပ်တိုးပြီးတော့ချမှတ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းကိုအများသူငါသိရှိအောင်ဗဟုသုတအနေနဲ့တင်ပေးလိုက်ရပါတယ်ရှင်